Hello guys, everyone ကလာပါဒီနေ့မှာတော့ထာဝါကွန်ပျူတာဆိုနောက်ထပ်ထာဝါထပ်ပြီးခုံပြမှာပဲဖြစ်ပါဒီဟာလေးတွေကအတွဲလေးဆိုရတာလေပို့ပြီးကောင်းတယ်ဝုန်း2ယောက်ဆိုတော့လေးတရားမလားအဆိုစပြီးခုံဟိုတခုကိုကြတော့ဘက်ထရီမတင်ပေးသေးပါဘူးမအားသေးလို့ပါဒါကကြတော့အရင်တော့ရိုက်ထားတဲ့ဟာကြီးကိုတင်ထားတာမို့လို့ဒါမှပါတယ်ပေါ့နော်မအားသေးခု9ရန်အဆိုအသစ်ဆိုတော့လေ9ရန်လဲရောင်းနေပြီအဆိုအသစ်ဆိုတော့တိတ်ပြီးစားကြီးလဲများလာတယ်အဲ့အတွက်လဲတားမမာတယ်အဲ့လိုပေါ့နော်ကိုတွေပေါ့နော်သူများတွေကတော့6တန်းရောက်သွားပြီဆိုတော့ easy လေးဖြစ်သွားပြီကိုတွေအတွက်က6တန်းရောက်9တန်းရောက်တာတော့မ easy နိုင်မှာဟုတ်ပါဖြစ်လို့လဲဆိုလို့ရှိရင်ပေါ့နော်ခုနအနာလေးပြုတ်ကြတာလို့ဘာလဲလို့အထဲမှာရှိပါမလားကြည့်လိုက်တော့ဘလို့ပန်းဟိုပေါ့ခုံမြအဝိဆန်ပေါ့ခုံရတာပေါ့နော်အဲဆိုစခုံလိုက်ကြရအောင်ရှင့်ဒီရပိုင်းမတင်ပြဘူးဆိုရင်လည်းဒါမှမှာရဲ့ view လဲမရှိတော့ဘူး like လဲတိတ်ပြီးမရဘူးရင်ကနေကမရဘူးခုမှစတင်နာမို့လို့လဲဒါမှမှာကျမမှာတက်မီလီမှာတက်ကောက်လေးရှိပါတယ်မီလီရဲ့နာမည်ကခစေရဲနေပါနောက်ပတ်ဒီနေ့ကတော်ပေးနေနော်အဆိုရင်နောက်အပတ်တနင်္ဂနွေနေ့ကျရင်မီဒီယာတက်တော့ကောင်းပြမှာပေါ့နော်အဲ့ဒီတော့လည်း like ပြီးတော့ကြည့်ရှုပေးကြပါဦးနောက်တစ်ပတ်ထီလဲ like ပြီးကြည့်မရှုပေးနိုင်အောင်ကျမဗီဒီယိုလေးတက်လိုက်အောင်မပို့ပြီးတော့ကြည့်ရှုပေးစေချင်ပါတယ်ပေါ့နော်အပေါ်ထီအောင်ခေါင်းလိုက်ကြမယ်ပေါ့နော်ဒါဟိုမပါပြီးသားလေဟိုကကြတော့ဘာလို့ပြောမလဲပြောတော့ပါဟိုမှာကျတော့အနေမပြုတ်ကြတော့ပို့ပြီးတော့ပြီးပေါ့နော်ဒီဗီဒီယိုလေးတွေကိုလည်းလိုက်ကြည့်ပေးတဲ့